အားလုံးပဲငငယ်တုန်းကဒီမိကုန်းလေးမေးဖို့ကြလားကဘာကြီးကလဲနေတာဆိုရင်ငါတို့ကဘာလို့လဲနေမှမသိရလဲဆိုပြီးတော့ပေါ့ကျွန်တော်လည်းငငယ်ကအဲ့လိုမိကုန်းမျိုးလူကြီးတွေကိုမေးဖို့ပါတယ်ဒါပေမဲ့သူတို့ကျွန်တော်ကိုပြန်ဖြေတာကဘာလာမင်းလားဟာဝါစိတ်ညစ်အောင်လာလို့အေးစေးထိုင်နေဆိုမေးခွန်းနေအများတာဂျာနေသမားကြီးကြာနာတော့ခါကြောင်ပိတ်နေပြီလူကမဖြေတတ်တော့ဘူးဟဲစပါဒီနေ့ဒီမိကုန်းလေးကိုအဖြေရှာကြည့်တော့မှာပါတကယ်တော့ကျွန်တော်တို့ရဲ့ကဘာကြီးက24နာရီတစ်ပတ်လည်နေရဲဆိုတာကိုအားလုံးလည်းသိပြီးသားဖြစ်မှာပါဒီနေရာမှာသူ့ရဲ့အမြန်နှုန်းက equator မှာဆိုရင်တနာရီကိုမိုင်ပေါင်း1038မိုင်နှုန်းနဲ့လည်နေရပါဒီအမြန်နှုန်းကတာမန်လေယာဉ်စီးရဲ့အမြန်နှုန်းထက်တောင်မြန်ပါသေးတယ်ခမည်းရဲ့ crash ခမည်းကိုညင်သွားတာထက်တောင်မြန်ပါသေးတယ်ဗျဒါတည်းမကသေးပါဘူးကျွန်တော်တို့ရဲ့ကဘာကြီးကနေကိုလည်းတနာရီမိုင်ပေါင်း68000နှုန်းနဲ့လည်ပတ်နေပါသေးတယ်ကဘာကနေကိုလက်ပတ်နေတယ်လို့မျိုးနေမင်းကြီးနဲ့သူ့ရဲ့နေအဖွဲ့အစည်းကြီးကလည်းငကငွေတန်း Galaxy ရဲ့ဗဟိုတနာရီမိုင်ပေါင်း4,48000နှုန်းနဲ့ပြန်ပြီးတော့မှလက်ပတ်နေပါတယ်ဒီလောက်အမြန်နှုန်းနဲ့သွားနေရတော့ကျွန်တော်တို့လူသားတွေကဘာမှမခံစားရပါဘူးစိုက်ကစီရင်တော့ရွေ့လို့ရွေ့နေမှန်းတည်တာကိုအခုလောက်အမြန်နှုန်းနဲ့သွားနေရကိုမခံစားရလို့မယုံမရှိပဲမနေပါနဲ့ဒါကတကယ်ပါကျွန်တော်တို့တွေဘာလို့အခုလိုမခံစားရလဲဆိုတာကိုဆက်ပြီးတော့မှရှင်းပြပေးတော့ပါမယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အာယုံခံစနစ်ကပုံတည်ရွေ့နေရွေ့လျားမှုတနည်းအားဖြင့်ကိန်းတဲ့အလျင်တွေကိုအာယုံမခံနိုင်ပါဘူးအရှိန်တင်တာအရှိန်ရောတာစထွက်တာနဲ့ရုပ်တရက်ဆောင်ရွက်တာလိုမျိုးအလျင်အပြောင်းလဲဖြစ်တဲ့အခါမျိုးမှာကျွန်တော်တို့ကခံစားမိတာပါဥပမာအနေနဲ့ခမည်းဘေးပဝင်းကျုံလည်းမမြင်ရတဲ့အလုံးပိတ်ကားဒါမှမဟုတ်တန်လန့်ရက်ထားကိုစီးနေရဆိုပါစို့ကားကဂျိုင်းခွဲမရှိဘူးတစ်မရှိတဖြောင်းနဲ့ဖြစ်နေတဲ့နိုင်လွန်ကက်တရားလမ်းပေါ်မှာမောင်းမယ်တန်လန့်ရက်ထားကလည်းတဖြောင်းနဲ့တန်လန့်ကိုမှကိန်းတဲ့အလျင်နဲ့မောင်းနေမယ်ဆိုရင်ခမည်းဘေးပဝင်းကျုံလည်းမမြင်ရတဲ့အတွက်ကြောင့်မို့ရွေ့လို့ရွေ့နေမှန်းသိမှာမဟုတ်ပါဘူးစားထွက်တဲ့အချိန်နဲ့စားရတဲ့အချိန်လိုမျိုးအလျင်အပြောင်းလဲဖြစ်တဲ့အခါမှာဒါခမည်းခံစားမိမှာပါကျွန်တော်ပြောတဲ့ဥပမာတွေကဒီလိုလမ်းနဲ့ဒီလိုရထားမျိုးမဟုတ်ပါဘူးပြန်ဆက်ရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကဘာကြီးရလေအလျင်မပြောင်းလဲပဲပုံမှန်လေးချောချောမွေ့မွေ့လက်ပတ်နေပါတယ်အရှိန်တင်တာတွေအရှိန်ရောတာတွေရက်တာတွေမရှိတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကဘာမှမခံစားမိတာပါဒါကပထမအကြောင်းပြချက်ပါနောက်ထပ်ဒုတိယအကြောင်းပြချက်ကတော့ကဘာလေတူကလည်းကျွန်တော်တို့ကဘာကြီးနဲ့အတူတူလိုက်လည်နေလို့ပါတကယ်လို့ကဘာကြီးပဲလဲပြီးတော့မှကဘာလေတူကလည်းလိုက်မလဲဘူးဆိုရင်ကျွန်တော်တို့အားလုံးလေပေါ်မှာဝဲနေမှာပါကဘာလေတူကြီးကဘာနဲ့လိုက်လည်နေတာကိုလည်းကျွန်တော်တို့ကခံစားမိမှာမဟုတ်ပါဘူးဒါဆိုရင်မေးစရာမေးခွန်းတစ်ခုရှိလာပါပြီလေတူရွေ့နေတာကိုမခံစားမိဘူးဆိုရင်လေတိုက်တာတို့မုန်တိုင်းတိုက်တာတို့ရောဘာလို့ခံစားနေရလဲဆိုပြီးတော့မှပေါ့ဘာပြောနေအဲ့ဒါဘာလို့လဲဆိုတော့လေတိုက်တာနဲ့မုန်တိုင်းတိုက်တာတွေကရွေ့လျားနေတဲ့လေထုထဲမှာထပ်ဆောင်ရွေ့လျားနေတဲ့လေတချို့ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကခံစားမိတာပါလဲပြီးတော့ရွေ့လျားနေတဲ့ကဘာပေါ်မှာကားတွေဆိုင်ကယ်တွေရက်ထားတွေထပ်ပြီးတော့မှရွေ့လျားနေတယ်မျိုးပေါ့ဒါကြောင့်မို့ကဘာပေါ်ကရွေ့လျားနေတဲ့အရာတွေရောရက်နေရောအရာတွေရောအားလုံးကကဘာကြီးနဲ့အတူလိုက်ပြီးတော့မှရွေ့လျားနေပါတယ်ဆိုတော့ကျွန်တော်တို့ကရက်နေရဲဆိုရင်တော့မှကျွန်တော်တို့ကအမှန်တကယ်ရက်နေတာမဟုတ်ပါဘူးအမှန်တော့ကျွန်တော်တို့တွေကကဘာတူဝင်ကိုတူလေပတ်တဲ့နောက်နေကိုလေပတ်နေတဲ့နောက်နေကငကငွေတန်း Galaxy ကိုလေပတ်နေတဲ့တန်တရားဆက်ဝင်တွေကိုလိုက်ပါဆင်းနေတဲ့ကဘာဘွားတက်ရှိအမုံမွားလေးပဲဖြစ်ပါတယ်သူတို့တွေဘယ်အချိန်ကြီးဆက်ပြီးလေပတ်နေဦးမလဲဆိုတာကိုတော့ဘယ်သူမှတိတိကျကျမပြောနိုင်ပါဘူးအားလုံးပဲဘုဒ္ဓရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်